အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ 9Novel Melody Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နိုင်ချက်ကမ်းမလန်းရဲ့100 Things Successful People Do ဆိုတဲ့စာအုပ်ကောင်းတစ်အုပ်ကိုနှစ်ချုပ်ပြီးတစ်ဆက်ပေးသွားမှာပါဒီစာအုပ်ကဘဝရဲ့ကဏ္ဍအသီးသီးမှာအောင်မြင်မှုရဖို့အတွက်လက်တွေ့ကျတဲ့အကြံဉာဏ်တွေလေ့ကျင့်ခန်းတွေနဲ့ပြည့်နေပါတယ်လူတစ်ယောက်အတွက်အောင်မြင်နေဆိုတာအတိတ်ပဲမျိုးမျိုးရှိပါတယ်တချို့အတွက်ယာရုတိုးတာတချို့အတွက်ဝိတ်ချတာဒါမှမဟုတ်ကိုယ်ပိုင်ပန်းနိုင်တစ်ခုကိုရောက်ရှိတာဖြစ်နိုင်ပါတယ်တင်းရဲ့အောင်မြင်မှုအတိတ်ပဲကဘာပဲဖြစ်ပါစေဒီအနည်းချုပ်တဲ့ကအဆင့်တွေကတင်းကိုလမ်းညွှန်ပေးပါလိမ့်မယ်အောင်မြင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အလေးချိန်ကောင်းတွေအမှုချိန်ကောင်းတွေကိုဒီအနည်းချုပ်ကဖော်ထုတ်ပေးသွားမှာပါဒီအလေးချိန်တွေကအလောက်ဆက်ဆံရေးငွေချေးစေရေးချမ်းသာမှုစတာတွေနဲ့သက်ဆိုင်ပါတယ်အလေးချိန်ကောင်းတွေကိုမွေးမြူပြီးမကောင်းတဲ့အလေးချိန်တွေကိုဖယ်ရှားလိုက်ရင်တင်းရဲ့အောင်မြင်မှုစီကိုတလန့်ချင်းနှိစက်လာပါလိမ့်မယ်နောက်ဆုံးအထိနားထောင်ဖို့မမေ့ပါနဲ့နော်ဘာလို့လဲဆိုတော့တင်းရဲ့အိမ်မက်တွေကိုအကောင့်အထည်ပေါ်ရမှာတင်းချင်းကပ်ပုံကိုပြောင်းလဲပေးနိုင်မဲ့အဓိကတော့ချက်အကြံဉာဏ်တွေကိုမျှဝေပေးသွားမှာပါကဲစားလိုက်ရအောင်ဗျာဒီနေ့ကစပြီးကိုဘယ်လိုပြုရင်ပြောင်းလဲပြီးပန်းနိုင်တွေစီဘယ်လိုသွားနိုင်မလဲဆိုတာလေ့လာကြည့်ရအောင်နံပါတ်1တင်းရဲ့အိမ်မက်တွေနောက်ကိုလိုက်ပါလူအများစုကလက်တွေ့မကြဘူးလို့ယူဆပြီးအိမ်မက်တွေကိုမိထားဖို့ပို့ပြီးလက်တွေ့ကြတဲ့လမ်းကိုလိုက်ဖို့ပြောကြပါလိမ့်မယ်ဒါပေမဲ့ကိုယ့်ရဲ့အိမ်မက်တွေနောက်ကိုလိုက်ချင်းကသာတင့်ကိုစိတ်လှုပ်ရှားမှုနဲ့ပျော်ရွှင်မှုကိုပေးနိုင်မှာပါအိမ်မက်ကတင့်ကိုလှုပ်ဆောင်မှုပေးပြီးတတောက်တတဆုံးခွန်ဖတ်ဆုံးကနေရုပ်ထွက်ကစွန့်စားဖို့တွေးဟပေးပါရတယ်တင်လိုချင်တဲ့လမ်းကိုရွေးချယ်ပါသူများတွေလိုချင်တဲ့လမ်းကိုမရွေးပါနဲ့အောင်မြင်မှုဟာတင့်စိတ်ရင်းနဲ့လိုချင်တဲ့အရာတစ်ခုကိုအောင်မြင်အောင်လုပ်နိုင်မှအဓိပ္ပာယ်ရှိမှာပါစတေးကြော့ကိုကြည့်ပါလူတွေဘာပြောမလဲဆိုတာခ ्यू ဆိုင်ခဲ့ရင်သူကြောင်းဆက်တက်ပြီးတာမန်အလဲတစ်ခုပဲလုပ်နေမှာပါတင်းရဲ့အိမ်မက်ကိုဖော်ထုတ်ပါဘာကတင်းကိုပျော်ရွှင်စေလဲကလေးဘဝတုန်းကဘာဖြစ်ချင်ခဲ့လဲအဲဒီနောက်အကောင့်ထဲပေါ်ဖို့အစီအစဉ်ဆွဲပါစွန့်စားရတာနဲ့ထိုက်တန်တဲ့အိမ်မက်တွေကိုရွေးပါနံပါတ်2အနားယူဖို့အချိန်ပေးပါပြည်တွေမှာဆိုရင်နှစ်စဉ်ခွင့်ရက်ကို90ရာခိုင်နှုန်းနီးပါးကမယူချဘူးလို့သူတေသနာကပြပါတယ်အလွန်အကျွံအလုံးလို့သူတွေဟာပင်မနှွမ်းနေမှုကြောင့်စိတ်သက်ကြပြီးအားရင်ကုန်ခန်းတတ်ပါတယ်အနားယူခြင်းဟာလိုအပ်ချက်တစ်ခုပါ၎င်းကတင့်ကိုဆက်လက်လှုပ်လုပ်နိုင်ဖို့အာယုံဆိုင်နိုင်ဖို့ကူညီပေးပါတယ်ဖိစီးမှုအရမ်းများလာရင်တရဲလောက်အနားယူပါအပြင်ထွက်ပြီးလေကောင်းလေသန့်ရှူတာကစိတ်ကိုလန်းဆန်းစေပြီးအကြံသစ်တွေရစေပါတယ်အလုံးနိုင်ဝယ်နေပါလုပ်ပြီးတိုင်း9မိနစ်နားပါအနားယူခြင်းမှာအလုံးနဲ့ပတ်သက်တဲ့အီးမေးလ်မက်ဆေ့တွေကိုစစ်ဆေးခြင်းကနေရှောင်ကြပါအလုံးဝနဲ့ကိုယ်ပိုင်ဝကိုခွဲခြားပါနံပါတ်3ကိုတက်နိုင်သောနေထိုင်ပါပန်းနိုင်တွေစီရောက်ဖို့အတွက်ငွေကြေးဟာအရေးကြီးဆုံးအရာတွေထဲကတစ်ခုပါအောင်မြင်သူတိုင်းဟာငွေကြေးနဲ့ပတ်သက်ရင်တင်းတင်းကြပ်ကြပ်စီကံရှိကြပါတယ်ငွေကြေးကြွယ်ဝမှုဆိုတာဇင်ငံပစ္စည်းတွေပိုင်ဆိုင်တာမဟုတ်ပါဘူးငွေကြေးလွတ်လပ်ပြီးလုံခြုံမှုရှိတာကိုဆိုလိုပါတယ်လူအများစုကငွေစုဆောင်းခြင်းရဲ့အရေးကြီးပုံကိုနားမလည်ကြပါဘူးရရှိတာတွေကိုယာယီပျော်ရွှင်မှုအတွက်သုံးပြတတ်ကြပါတယ်ချမ်းသာဟန်ဆောင်ဖို့အတွက်အကျွေးမိပါနဲ့တစ်လကိုအနည်းငယ်လေးစုဆောင်းရင်တောင်တစ်နှစ်ကုန်မှာများပြားလာပါလိမ့်မယ်အကယ်၍ကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုကိုလုပ်နိုင်ရင်2ဆ3ဆတိုးဝမ်းနိုင်ပါတယ်သင်ရဲ့ဝင်ငွေကိုသိပါငွေကြေးပန်းနိုင်ကိုသတ်မှတ်ပါတစ်လကိုဘယ်လောက်စုတယ်လဲစဉ်းစားပါသုံးစွဲမှုကိုကန့်သတ်ပါမလိုအပ်တဲ့အရာတွေကိုမလုပ်နဲ့လို့ကိုပြောနိုင်အောင်လေးလာပါနံပါတ်4သူတစ်ပါးကိုခွန့်လွတ်ပါစိတ်မကောင်းဖြစ်တဲ့အခါဒေါသမနာလိုမှုခါးသီးမှုစတဲ့အနုလက္ခဏာဆောင်တဲ့စိတ်ခံစားမှုတွေကိုခံစားရတတ်ပါတယ်ဒီစိတ်တွေကရှေ့ကိုမတိုးနိုင်အောင်တားဆီးထားပါတယ်သူတစ်ပါးကိုခွန့်လွတ်ပဲနေရင်သင်ဟာအတိတ်ထဲမှာပိတ်မိနေပြီးပြစ္ဆုတ်ပံကိုမပြောင်းနိုင်ပဲဖြစ်နေလိမ့်မယ်ဒါဟာကိုအပြစ်ပေးတာနဲ့တူပါတယ်ခွန့်လွတ်ခြင်းကအဲ့ဒီထောင်ကနေလွတ်မြောက်ဖို့အခွင့်အရေးပါခွန့်လွတ်လိုက်တာနဲ့တင်ထိခိုက်နေတာခဲ့တာကိုပယ်ဖျက်လိုက်တာမဟုတ်ပါဘူးဒါပေမဲ့သူတို့အတွက်တင့်ရဲ့စွမ်းရည်တွေကိုဆက်လက်မဖြုံးတီးတော့ဘူးဆိုတာပြသလိုက်တာဖြစ်ပါတယ်တင့်ရဲ့ခံစားချက်တွေကိုအရင်ဆုံးအသိမှတ်ပြုပါရှေ့ဆက်သွားဖို့အတွက်ကိုယ်ခံစားချက်နဲ့ရိုးသားဖို့လိုပါတယ်ခွန့်လွတ်ဖို့အတွက်တင်းကျပ်တဲ့လမ်းညွှန်ချက်မရှိဘူးကိုငြိမ်းချမ်းအောင်လုပ်ပါပြီးမှဘာဖြစ်ခဲ့လဲဆိုတာကိုလက်ခံပါနံပါတ်5ကိုယုံကြည်မှုရှိကြောင်းပြသပါယုံကြည်မှုဆိုတာကိုနဲ့ကိုစွမ်းရည်တွေကိုယုံကြည်တာပါအောင်မြင်မှုအတွက်အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုပါယုံကြည်မှုရှိတဲ့သူတွေဟာသူတို့ပိုင်ဆိုင်တာနဲ့ပတ်သက်ပြီးကျင့်နေကြပါတယ်ယုံကြည်မှုနည်းတဲ့သူတွေဟာအောင်မြင်မှုရဖို့ခက်ခဲပါတယ်သူများတွေရဲ့အတိအမှတ်ပြုမှုကိုအမြဲစိုးရိမ်နေတတ်ပါတယ်
သင်ပန်းဝန်းကျင်မှာဖြစ်ပျက်နေတာတွေကြောင့်ယုံကြည်မှုအတက်အကျရှိနိုင်ပါတယ်သူများရဲ့ဝေဖန်ချက်တွေကိုနှလုံးသွင်းမထားဘဲသင်ခန်းစာယူဖို့ကြိုးစားပါကိုယ့်ကိုယ်ဘလောက်တန်ဖိုးထားလဲဆိုတဲ့အပေါ်မှာမူတည်ပြီးကိုယ့်ကိုယ်ယုံကြည်မှုကိုတိဆောက်ပါတသောသက်သာဆုံးကနေထွက်ခွာပါအရာအလုံးကိုမသိတာကအဆင်ပြေပါတယ်ယုံကြည်မှုဆိုတာမသိတဲ့အခြေအနေကိုဘလို့ကင်တွယ်ရမလဲဆိုတာသင်ယူဖို့နီးလန်းရှာတာပါယုံကြည်မှုရှိရင်တောင်ယုံကြည်မှုရှိသလိုဟန်ဆောင်ပါအဲ့ဒီလိုလုပ်နေရင်သင်စိတ်ကအမှန်တကယ်ယုံကြည်လာပါလိမ့်မယ်နံပါတ်6ပိုင်ဆိုင်မှုတွေကိုထွေထောင်မှုလျှော့ချပါလူတွေဟာတန်ဖိုးကြီးတဲ့ပစ္စည်းတွေကိုတကယ်လိုချင်လို့ဝယ်တာမဟုတ်ပဲချမ်းသာဟန်ပြချင်လို့ဝယ်တာမျိုးဖြစ်တတ်ပါတယ်ဒီလိုပိုင်ဆိုင်မှုတွေကသင်ရဲ့အောင်မြင်မှုကိုသတ်မှတ်ပေးတာမဟုတ်ပါဘူးစိန်ခံပစ္စည်းတွေဝယ်တာကိုယ့်ကိုယ်ယူဆိုင်တာကအဆင်ပြေပါတယ်ဒါပေမဲ့သူများအတွက်မဟုတ်ပဲကိုယ့်အတွက်ဝယ်ဖို့သိကြပါစေယူသားပြီးရိုးရှင်းတဲ့ဘဝနဲ့လည်းပျော်ရွှင်အောင်မြင်နိုင်ပါတယ်အောင်မြင်တဲ့သူတွေဟာပိုင်ဆိုင်မှုတွေကိုထုတ်ဖော်ကြွားပါဖို့မလိုအပ်ပါဘူးသင်လိုအပ်တဲ့အရာတွေကိုပဲကြည့်ပါမလိုအပ်တဲ့ပစ္စည်းတွေများနေရင်ရှင်းပြပါပစ္စည်းတွေစုဆောင်းတာကိုရပ်ပါလိုအပ်တာနဲ့မလိုအပ်တာကိုခွဲခြားသိမြင်ပါဒီအလေးချင်းကသင်ကိုကြားရှင်းမှာဘာတွေလိုချင်လဲဆိုတာရှင်းရှင်းလင်းလင်းတွေးတောနိုင်အောင်ကူညီပေးပါလိမ့်မယ်နံပါတ်9သက်သာဆုံးကနေထွက်ခါပါအောင်မြင်မှုဆိုတာတိုးတက်မှုနဲ့အတူလာပါတယ်အောင်မြင်သူတွေဟာအလေးချင်းစိုးတွေကိုဖြတ်ပြီးအလေးချင်းကောင်းတွေမွေးမြူတတ်ကြပါတယ်တိုးတက်ဖို့ဆိုရင်ကိုယ်စီလာတဲ့အခွင့်အရေးတွေစွန့်စားမှုတွေကိုကင်တွယ်ဖို့လိုပါတယ်အောင်မြင်သူတိုင်းဟာသက်သာဆုံးကနေထွက်ခါပြီးမှအောင်မြင်ခဲ့ကြတာကြီးပါပဲလူတွေကအပြောင်းအလဲကိုမကြိုက်လို့အန်ရယူဖို့မကြောက်ကြတာပါအပြောင်းအလဲဆိုတာအောင်မြင်မှုရဲ့မရှိမဖြစ်အစိပ်ပိုင်းတစ်ခုပါသင်ရဲ့ကြောက်စိတ်တွေဘယ်ကလာလဲဆိုတာရှာဖွေပါဘာကသင်ကိုအကြောက်ဆုံးလဲဆိုတာသိရင်ဘာမဆိုကင်တွယ်နိုင်ပါတယ်အကျိုးရှိမဲ့စွန့်စားမှုတွေကိုရယူပါအခက်အခဲတွေကနေရမယ်ဆူလန့်နဲ့ထိုက်တန်လားဆိုတာစဉ်းစားပါထိုက်တန်နေဆိုရင်စွန့်စားပြီးအတွေ့အကြုံကနေသင်ယူပါနံပါတ်8မောင်မြင်မှုကိုရဲရဲဆိုင်ပါတချို့လူတွေမောင်အများကြီးအကြောင်းရင်းကစွမ်းရည်မရှိလို့မဟုတ်ပဲစွန့်စားဖို့ဆန္ဒမရှိလို့ပါမောင်မြင်မှာကိုကြောက်တာကြောင့်သက်သာဆိုတဲ့မှာပဲနေကြပါတယ်အောင်မြင်မှုဆိုတာသက်သာရှိတာမဟုတ်ပါဘူးမောင်မြင်မှုတွေကြားထဲကနေလည်းအောင်မြင်နိုင်ပါတယ်အတွေ့အကြုံကနေသင်ယူရတဲ့သင်ခန်းစာတွေဟာကျောင်းမှာသင်ယူရတဲ့သင်ခန်းစာတွေထက်ပိုတန်ဖိုးရှိပါတယ်လူတွေဘာပြောမလဲဆိုတာမကြောက်ပါနဲ့တကယ်တော့လူတိုင်းကကိုယ်ဝါနဲ့ကိုရှုပ်နေလို့တင့်ကိုသိအာရုံမစိုက်ကြပါဘူးတင်နှလုံးသားတန်ကိုနားထောင်ပါကြာရှုံးမှာကိုမကြောက်ပါနဲ့ကြာရှုံးမှုဟာဘဝရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးအောင်မြင်မှုရဖို့လုပ်ငန်းစဉ်ရဲ့တစ်စိတ်တစ်ပိုင်းမှာတွက်ချက်ထားတဲ့စွမ်းစားမှုတွေကိုယူပါကိုတက်နိုင်သမျှအစွမ်းကုန်စူးစမ်းပါအောင်မြင်တဲ့စွန့်ဦးတည်ထွင်သူတွေအကြောင်းဖတ်ပြီးသူတို့စီကသင်ယူပါနံပါတ်9အစိတ်တော်ဖြစ်စေသောသူများကိုနှုတ်ဆက်ပါတစ်ပံဝန်းကျင်ကတင့်ပေါ်လွှမ်းမိုးမှုအများကြီးရှိပါတယ်အောင်မြင်ဖို့စူးစမ်းတဲ့အခါတင့်ကိုပိုကောင်းအောင်လှောက်ဆော်ပေးတဲ့သူတွေနဲ့ပေါင်းသင်းဖို့အရေးကြီးပါတယ်အစိတ်တော်ဖြစ်စေသူများထောက်စစ်ပေးပေးဟာတင့်ကိုရှေ့မတိုးနိုင်အောင်တားဆီးနေတဲ့သူတွေပါသူများရဲ့မကောင်းတဲ့ပြုမှုကိုသိခံတာရပ်လိုက်ပါသူတို့နဲ့နေရတာစိတ်မသက်သာဖြစ်ရင်အချိန်ဖြုံးတာကိုရပ်လိုက်ပါတကယ်ချင်းပဲဖြစ်ဖြစ်လောဘော်ကင်ပဲဖြစ်ဖြစ်သူတို့ရဲ့အစိတ်တော်ဖြစ်စေတဲ့အပြုမှုကိုနှုတ်ဆက်လိုက်ပါအစိတ်တော်ဖြစ်စေတဲ့သူတွေကိုဖော်ထုတ်ပါသူတို့ရဲ့အပြုမှုနဲ့တင့်ဘဝအပေါ်ဘယ်လိုတရားမှုရှိလဲဆိုတာကိုစောင့်ကြည့်ပါအစိတ်တော်ဖြစ်စေသောသူများနဲ့ဝေးဝေးနေပါသူတို့နဲ့အပြန်အလှန်ဆက်ဆံမှုကိုကန့်သတ်ပါတစ်ပံဝန်းကျင်ကိုတန်ရှင်းအောင်ထားရင်အောင်မြင်မှုကပိုရှင်းလင်းလာပါလိမ့်မယ်နံပါတ်7ကြိုတင်စီစစ်ပါအောင်မြင်တဲ့သူတွေဟာအလိုလိုနေတဲ့ချင်းနဲ့အနာဂတ်အတွက်စီစဉ်ခြင်းကိုချိန်ခွင်ရှာညှိထားတတ်ကြပါတယ်စီစဉ်ခြင်းကအခြေအနေတိုင်းအတွက်ပြင်ဆင်ထားနိုင်ပေမဲ့တချို့အရာတွေအစီအစဉ်တိုင်းဖြစ်မလာတဲ့အခါစိတ်ပြတ်နိုင်ပါတယ်အလိုလိုနေတတ်တဲ့သူတွေကအခွင့်အရေးပေါ်လာတိုင်းအခွင့်ကောင်းယူနိုင်ပေမဲ့အခြေအနေဆိုးတွေဖြစ်လာတဲ့အခါအသင့်မရှိနိုင်ပါဘူးစီစဉ်တဲ့အခါအဆိုးဆုံးအခြေအနေတွေကိုစဉ်းစားပါဘလို့ကင်ရရမလဲဆိုတဲ့အထွေထွေလမ်းညွှန်ချက်လောက်တော့ရှိထားပါစီစဉ်ခြင်းနဲ့အလိုလိုနေတဲ့ချင်းကိုမျှတအောင်လုပ်ပါရှင်းလင်းတဲ့ပန်းနိုင်တွေသတ်မှတ်ပါနေ့စဉ်အစီအစဉ်ဆွဲပါလို့စရာတွေကိုစည်ရင်းလုပ်ပြီးအချိန်သတ်မှတ်ပါဒါပေမဲ့မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေအတွက်လိုက်လွန်ညီတွေဖြစ်အောင်နေပါအရေးပေါ်အစီအစဉ်တွေထားရှိပါပြောင်းလဲပြင်လဲရှိပါလိုအပ်လာရင်တင့်အစီအစဉ်ကိုပြောင်းလဲဖို့ပုံဝင်လင်းလင်းရှိပါနံပါတ်7ဘာကောမှနောက်တမရပါနဲ့လူတွေဟာမကြိုးစားခဲ့တဲ့အခွင့်အရေးတွေအချိန်ပိုပေးသင်ခဲ့တဲ့လူတွေအတွက်နောက်တတွေနဲ့ပြည့်နေတတ်ပါတယ်အောင်မြင်သူတွေဟာအခွင့်အရေးအသစ်တွေကိုစွန့်စားဖို့အမြဲသိရှိနေတဲ့အတွက်နောက်တနေကြပါတယ်သိစိတ်တဲ့ရှိတာကိုပြောပါတင်တဝတ်ထားတဲ့သူတွေနဲ့ဆက်တွေပါစွန့်စားမှုတွေယူပါ
မသိမတိဖြစ်နေတဲ့သူတွေကိုတောင်းပန်ဖို့ဒါမှမဟုတ်ခွန်းလွှတ်ဖို့ပြောပါတင့်ကိုယ်တင်မေးချစ်ပါဒီအခွင့်အရေးကိုလက်လွတ်လိုက်ရင်နောက်တိုင်းရမလားရမယ်ထင်ရင်အခုပဲလုပ်လိုက်ပါနောက်တိုင်းကင်းတဲ့ဘဝနေထိုင်ဖို့အကြံပြုချက်များအခွင့်အရေးယူပါကြောက်စိတ်ကြောင့်တင့်ကိုမတားဆီးပါနဲ့တင့်ခံစားချက်တွေကိုဖော်ပြပါဆက်ဆံရေးကိုဦးစားပေးပါတင့်အိမ်မက်တွေနောက်ကိုလိုက်ပါပြန်လည်သုံးသပ်ပါလှုပ်ဆောင်ပါနောက်တိုင်းရမယ့်နေရာတွေကိုဖော်ထုတ်ပြီးပြောင်းလဲဖို့လှုပ်ဆောင်ပါညီကုန်းချုပ်အနေနဲ့အောင်မြင်မှုဆိုတာတညာတဲ့နဲ့ရနိုင်တဲ့အရာမဟုတ်ပါဘူးစူးစမ်းအားထုတ်မှုစိတ်အားထက်သန်မှုနဲ့တသောသက်သာဆုံးကနေထွက်ပါတင်းရဲ့အိမ်မက်တွေနောက်ကိုလိုက်ပါအနားယူဖို့အချိန်ယူပါကိုတက်နိုင်တဲ့လောက်နေထိုင်ပါသူတစ်ပါးကိုခွန်းတော့ပါကိုယ့်ကိုယ်ကိုယုံကြည်မှုရှိကြောင်းပြသပါပိုင်ဆိုင်မှုတွေကိုတွေ့တာမှုလျှော့ချပါမအောင်မြင်မှုကိုရဲရဲဝံ့ဝံ့ရေးဆန်ပါအစိတ်တော်ဖြစ်စေသောသူများကိုနှုတ်ဆက်ပါကြိုးတင်စေစပါနောက်တော့မရှိအောင်နေထိုင်ပါဒီအနေ့ချုပ်တဲ့ကအကြံဉာဏ်တွေကိုလိုက်နာပြီးတင်းရဲ့အိမ်မက်တွေကိုအမြန်ဆုံးအကောင့်ထဲပေါ်လိုက်ပါမိတ်ဆွေ